အားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်ရဲ့ Mobile Legend account ID ဖြစ်ပါတယ်ခွင်းစာခွင်းပိတ်ထဲကကုတ်လေးကတော့ Zone ID လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စိန်ကတော့မရှိသေးပါဘူးဒီခုဒီဗီဒီယိုကတော့စိန်ဝယ်နည်းပြောပြမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် KB ထဲမှာရှိတဲ့ပတ်စံဟုတ်ပြီဒီ Mobile Legend ဆိုတာလေးကျွန်တော်နှိပ်လိုက်ပြီဆိုရင်ဒါ KB ထဲကနေပေါ့နော် KB ထဲကနေ Mobile Legend ထဲကိုဝင်ပြီးတော့အခုလိုမျိုးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ account ID ကဒီမှာထည့်မယ်ကွင်းစာကွင်းပိတ်တွေကဒီ Zone ID ကဒီမှာထည့်မယ်ပြီးရင်ကိုဝယ်ခြင်းနဲ့ Diamond ဘယ်လောက်ဝယ်မလဲဆိုတာကိုရွေးချယ်မယ်ကျွန်တော်တော့ဒီပတ်စံ1000ထည့်ထားအဲ့1000ထဲကနေဒီ9900ဆိုတဲ့ဒီကောင်ဖိုးလေးဝယ်မယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်ဒါတော့ကိုယ့်ရဲ့ KP ရဲ့ lewis password နှိပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့Diamond ဝယ်တာအောင်မြင်သွားပြီပေါ့အဲ့ဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့Mobile Legend နဲ့ပြန်ဝင်မယ်ဝင်ပြီးတော့ရင်ဆိုတော့လာခဲ့တဲ့လမ်းကြောင်းမှာကြည့်လိုက်မယ်ဆိုရင်စိန်ရတခုရောက်နေပါပြီကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပဲပါ